ဒီနေ့လေးမှာကြတော့အိမ်မှာအမွှေးကကိုယ်တိုင်ချက်စားဖြစ်တယ်ပေါ့နော်အဲ့တော့ချက်ပုံချက်နည်းဦးလည်းပဲကျွန်တော်ကတင်ထားပေးတာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်မွှေးကားထဲမှာထည့်မဲ့ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ပေါ့နော်ကျက်တွန်ဖြူကလပဲကျက်တွန်နီဂျင်းငါပြောပင်ကျက်ဥပေါ့နော်အခုကတော့စီချက်ချက်ဖို့အတွက်အိုးစားတယ်မယ်အရင်ဆုံးအနေနဲ့စီကိုကျွန်တော်ထည့်ပါမယ်စီကိုကြတော့ကိုလိုအပ်တဲ့လောက်ပဲပေါ့နော်ပြီးရင်ကျက်တွန်နီထည့်ပါမယ်ကျက်တွန်နီရောလီးထားတဲ့ဟာပေါ့နော်ပြီးရင်အယောင်တင်စနုံးမုံထည့်ပါမယ်ပြီးရင်အယောင်တင်မုံထည့်ပါမယ်ပေါ့နော်လီထားချက်တွန်ဖြူထည့်ပါမယ်ပြီးရင်ကျွန်တော်တို့မှွေမယ်ပေါ့နော်ဂျင်းထည့်ပါမယ်ဒါကတော့ကျွန်တော်ရဲ့ငါးပေါ့နော်ငါးကိုအရင်ဆုံးပေါင်းထားတယ်အဲ့ဒါကိုကျွန်တော်တို့ကြည်ရအောင်ပေါ့နော်ဇွန်းလေးနဲ့ခြေလိုက်တာပေါ့နော်ငါပြုတ်ထားတဲ့ရေလေးကိုကျွန်တော်တို့ဒါဆွမ်းနာကစီချက်ကြက်ပြီးဆိုရင်ကျွန်တော်တို့ပြုတ်ထားတဲ့ရေကိုထည့်လိုက်မှာပေါ့နော်ရေကတော့နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရေလေးပြန်ထပ်မှတ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့စားပေါ့နော်စားထည့်ပါမယ်စားကိုကြတော့တစွန်းကြော်လာပေါ့နော်ကျွန်တော်တို့ထည့်ပါမယ်ကိုလူတလားပေါ့နော်ထပ်မှတ်ပြီးတော့ချုံမုံထည့်ပါမယ်ကိုတဲတဲ့ရေနဲ့အများပေါ်မှာကျွန်တော်စားချုံမုံထည့်ရမှာပေါ့နော်ပြီးရင်ကျွန်တော်ငံပြာရေအနည်းငယ်လေးထည့်မှာပေါ့နော်ပြီးရင်ကျွန်တော်တမတော့အောင်မွေပြီးတော့မှထပ်မှန်ပြီးတော့မှကျွန်တော်တို့ကလပဲပေါ့နော်ဆွမ်းနာထောင်းထားတဲ့ကလပဲကိုကျွန်တော်တို့ရေလေးဖြောပြီးတော့ထည့်လိုက်မှာပေါ့နော်ကျွန်တော်အနစ်လေးရအောင်ဆိုပြီးတော့မှကလပဲလေးထပ်ပြီးတော့ထည့်လိုက်ပါတယ်အဖုံးလေးကို10မိနစ်15မိနစ်လောက်ကျွန်တော်တို့ဖုံးပြီးတော့မှတင်လိုက်မယ်ပေါ့နော်ဒါဆိုရင်အနစ်လေးရလာပြီပေါ့နော်အယောင်မှာမွေးနေတာပေါ့နော်ထပ်မှန်ပြီးတော့ကျွန်တော်ငပြောပင်ပေါ့နော်အဲ့ဒါလေးကိုထည့်လိုက်မယ်ဒါလေးရကြတော့ဗာလေမုံရင်ကားထဲမှာဆိုရင်လည်းပဲအရေးကြီးတဲ့အရာလေးဖြစ်တာပေါ့နော်ဒါစဖူမူโอเคဒါတော့ကျွန်တော်ငပြောပင်အနုလေးထည့်တာပေါ့နော်ထပ်မှန်ပြီးတော့ကျဥပြုတ်ပေါ့နော်ကျဥပြုတ်ထည့်ပါမယ်ကိုကပြီးရင်အဖုံးလေးဖုံးပြီးတော့မှ10မိနစ်15မိနစ်လောက်ကျွန်တော်တည်ထားမယ်ပေါ့နော်ဒါဆိုရင်ပြီးပါပြီကျွန်တော်အားကြတော့ဒါမစားခင်မှာဖျားစွန်းတော်လေးကန်လိုက်တာပေါ့နော်ဒါကုတို့လည်းရအောင်ဆိုပြီးတော့လေဒါဖျားစွန်းတော်လည်းကတ်လိုက်ပါတယ်အားလုံးကုတို့ရအောင်ပေါ့နော်ဖျားစွန်းတော်လည်းကတ်ပြီးတော့ဆိုတော့ကိုရီစားဖို့ပဲကြံတော့ပါတော့မွန်ရင်ကဘယ်လောက်ထိအရသာရှိလဲဆိုတာကျွန်တော်လည်းအတူတူပေါ့နော်လိုက်ပြီးတော့ကြည့်ကြမယ်ဗီဒီယိုဆုံးအောင်ဒီလည်းကြည့်သွားပြီးဖို့အတွက်လည်းတောင်းဆိုပါတယ်ကျွန်တော်မင်္ဂလာပါခင်ဗျာဟယ်လိုမင်္ဂလာပါဒီနေ့မှကြတော့ဟာလေမုတ်ဟာခါမွန်ရင်ကလာစားပြမှာဖြစ်ပါတယ်ညာဒီမှာစားချင်တယ်အရင်စားခြင်းလို့နော်စားရှင်လို့ကဲဒီနေ့မှာဆွမ်းနာကပြသွားတဲ့အတိုင်းပဲပေါ့နော်ဘာလို့ပါလဲဆိုတော့ဒါလေးကတော့သူ့ရဲ့ခင်းကြီးပါဒီမှာနော်ဒီနေ့ပဲရမ်းမိုက်ပါလေဒီမှာဒါကြတော့ဟောပေါ့ပဲနဲ့တံမြာဒီပဲနဲ့နိုင်ပဲဒါအကျော်ကြိုက်ရတဲ့အကျဲချက်ပေါ့နော်ခင်းဒီမှာပဲကျင်းပေါ့နော်โอเคဒါဆိုရင်ဆွဲမယ်ဆွေးမနာဘူးစားမလဲဟိုအများပဲရေထဲအောင်ငပြောပန်လေးပဲထည့်နေတယ်ဆွဲပြီးတော့ငပြောပန်လေးပဲထည့်နေတယ်ဆွဲပြီးတော့ဒီနေ့ယူလာအောင်သူပြောပန်လေးအရေးလေးရပါရှင်ကဲတငယ်ချင်းတို့ပြည်လေးစားကြမလဲဒီမှာပါမုန်ခန်းခါအရင်စားရှင်တဲ့မုန်ခန်းခါဖြစ်ပါတယ်ဘယ်သူတွေစားမလဲဒါမှမများကြီးလည်းစားရမရှိဘာဖြစ်လို့လဲအများကြီးစားလို့ရှိရင်ဝါမဆိုလို့ကိုကမဝါရှင်တယ်ဒီမှာနော်တညာကြီးကစားကြပါဦးရှင်ကဲစားကြပါဦးခင်ဗျာနော်စားကြပါပြန်ပြီးတော့
有地么？这边来，来呀，来。你来，来跟我。高了，lúc này là等几线了呀？ nó đi con em mày lúc xem dạ con 我妈这不能再干了。啥子呢？刚啦。xài mà xài có điểm có 这个刚的，一刚。要再是。练不到。ကဲစားကြပါအောင်အရင်ကမှစားလို့ကောင်းနေပါပြီတစ်ပကံcùng ai tụi bay ကောင်းပါ tao rồi ကောင်း အရင်အရရှိပါတယ်ချက်ဝင်ချက်လေးလိုက်တင်ထားပြီးတယ်နော်အဲ့တော့ကြည့်ပြီးတော့မှကိုကချက်စားလို့ရတယ်အိမ်ပါလေဒါတော့မရပဲဆိုတော့နည်းနည်းလေးပဲချက်တယ်စားလို့အရင်ကောင်းပါတယ်ရှေ့ပါပုတ်ပါတက်ခဲ့အောင်လား ထေတော့စိတ်ကတော့စားရှင်သေးတယ်ဒါပေမဲ့မစားရတော့ ဒါမျိုး စီတက်မှာဆိုလို့ဝါမှာဆိုလို့ မလေးစစ်တက်မှာကြောက်တယ် စားရအရင်စားကောင်းတယ်ဆက်ပြီးတော့လည်းစားရှင်သေးတယ်ဒါပေမဲ့ကိုကလည်းခန္ဓာကိုယ်စောက်ရှောက်တဲ့သူဆိုတော့လေဟိုဗာလဲမဝါမှာကြောက်တဲ့သူခန္ဓာကိုယ်စောက်ရှောက်တာမဟုတ်ဝါမှာကြောက်တဲ့သူဆိုတော့လေစားရတော့မစိတ်သေးရတဲ့စားရှင်တယ် ဖြည့်ရှင်းတဲ့နေရှိတယ်လေဝမ်းမှာကြောက်တယ်ဖြည့်ရှင်းတဲ့နေရှိတယ် ဘယ်လိုဖြစ်ရှင်အောင် ပြောရမလား ဒီမှာမုန်းကထက်စားလို့ရတဲ့ဖြစ်ရှင်နေဆိုရင်ပြပြပဲ ဟုတ်တယ်မလေးဒါကဖိုက်တူဝီလေးလို့ခေါ်တယ်သူကကြတော့ဘလောက်ပင်ဆက်စားစီဂျိုပဲဖြစ်ဖြစ်အဲဒီလိုမျိုးမှုရင်းကားတွေပဲဖြစ်ဖြစ်နော်ဘလောက်ပင်ဆက်စားအဲ့တော့စားပြီးတဲ့စားပြောစားကြံတော့သူကဖြည့်ရှင်းပြီးတယ်ဒါဆိုရင်ကိုစားထားတဲ့အရာတွေကအစီအနစ်မဖြစ်တော့
ဟုတ်လား ကောင်းတယ် တကယ်လား ဟုတ်တယ်တကယ် तू ကဘာလို့1 man စီတယ်1 man စီတယ်တထုပ်တောင်းလိုက်တာနဲ့တထုပ်တောင်းလိုက်တာနဲ့တင်တော်တော်လေးကိုပြီးတာစားထားတဲ့စားကျွန်းစားကြံတွေ तू ကအကုန်လုံးထိရှားပြီးတာ တကယ်လားဝါး 1 man ပြီးတဲ့အပြင်ဘာကောင်းနေလဲဆိုတော့ဒီနှလုံး6တဲ့လူတွေနှလုံးဘယ်လိုပြောဆိုတော့တချို့တော့လူတွေကဆလိတ်တောက်တယ်လေဆလိတ်တောက်တော့အသေး6တာတော့အဲ့လိုမျိုးလူတွေလည်းဒါဖြည့်ရှင်းလို့ရတယ်ဒါ fight 2တွေလေးလို့ခေါ်တယ်တော့ရင်းကြီးနဲ့တောက်ရတယ် သူကအစီလေးကြတယ် ဟုတ်တယ် ဝက်အစားတောက်စားလိုက်တဲ့အခါမှာအစီတွေမဖြစ်နေဘူးအစီတွေမကြံနေသေးဘူးဟော ဟုတ်တယ် အကုန်လုံးသူကတိမ့်ထုတ်ပေးတယ်သူကဘယ်လိုမျိုးတိမ့်တာလဲ ဘယ်လိုလဲဆိုတော့ तू ကကြတော့ဒါဒီတစ်ထုပ်တောင်းလိုက်တာနဲ့ပေါ့ဥမာ तू ကကျွန်တော်တို့ညပေါ့ညပိုင်းတောက်တယ်ဆိုရင်ဟိုဒီတောက်ပြီးတဲ့အချိန်ကနေစပြီးတော့7နာရီအကြာမှာ तू ကကြတော့ဒါ1သွားသေးတာပေါ့နော်အဲ1နဲ့မှ तू ကအကုန်လုံးပါသွားသေးတယ်အဲ့လိုမျိုး तू ကကြတော့အရင်ကောင်းတယ်အဲ့တော့ဝါမှာလည်းကြောက်ကြမလို့ကျွန်တော်ဆိုရင်တအားစားတာ ဒါဆိုတော့ချက်စားလိုက်ရတယ်ဗောညီမ ထက်စားလို့ရတယ် ထက်စားလို့ရှိရင်သူကဖြည့်ရှင်းပေးမှာဗော ဟုတ်တယ် ကြိတ်တော့ပြီဒါဆို စားလို့ရ မောဟကစားဘလောက်ပဲစားများတဲ့သူလေးတွေနော်အစားများပြီးတော့အစီဖြစ်မဲ့သူလေးတွေအတွက်ကိုပေါ့နော်သူကဖြည့်ရှင်းပေးမယ်တဲ့ဒါဆိုရင်ညီမတို့မောဟကတပွေးနဲ့မရတော့အစလည်းနှစ်ပွေးစားချင်တာဒါပေမဲ့ဝါမှာစိုးလို့ဒါပေမဲ့သူကတော့ကြိတ်တလောက်စားအဆက်အတောက်အစီတွေကိုသူကဖေရှားပေးတာဖြစ်လို့လက်အိုးကျမတို့တွေ့ပြီရှင်အဲဆိုဒီပစ္စည်းတွေပေါ့နော်ဒါဘယ်မှာကျမတို့ဒီပြောစာလို့ရှင်နေဆိုလို့ရှိရင်ဘယ်မှာဝယ်ရမလဲ ဒီဥစ္စာလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါနိုင်ငံတကာမှာဟောပါတော့နိုင်ငံတကာမှာရှိတဲ့လူတွေလည်းဝယ်သုံးလို့ရတယ်ဗျာလေ လိုမျိုးလဲ အဲဆိုတော့အမှကျွန်တော်ရှိမှလည်းလာပြီးတော့မှသုံးလို့ရတယ်လို့ဒီကိုယ်တည်းတွေရှိမှလည်းဝယ်သုံးလို့ရတယ်နော်ဒီမှာပေါ့နော်ကျွန်တော်ရဲ့ Facebook အကောင့်ပါဒီမှာလာပြီးတော့မှသုံးချင်တယ်ဆိုရင်မှသုံးလို့ရတယ်ဒါတော့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကာကွယ်တဲ့အနေနဲ့ပေါ့နော် အထက်မှာအထောက်ပုံစံလေးဘယ်လိုမျိုးလဲကြား ဟောအထဲမှာကကြတော့ဒီရဲ့ထုတ်ပုံမှာဒီလိုမျိုးလေးပေါ့နော် အိုးချစ်ရတယ်ဒါရေအေးနဲ့ဖြစ်တာဖြူသွားရမှာပေါ့နော် ဟုတ်တယ်ဒီနေ့တော့တာ ချစ်စရာလေးနော်ဒါတော့ဥလန်းကြောက်ကိုရှင်းတာပေါ့ဒါဆိုပြောမယ်ဆိုလို့ရှိရင်ဥလေးမှာရှိတဲ့ကျွန်တော်စားလိုက်တဲ့အစစ်တောက်တယ်ပေါ့နော်အဲဆိုမှမယ်ဆိုလို့ရှိရင်အကိုစီမှာမှာလို့ရတယ်ဟော မှာလို့ရတယ်ဒီမှာကိုယ်တည်းတွေစီမှာလည်းမှာသုံးလို့ရတယ်နော်ကိုယ်တည်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီမှာမှာမယ်ဆိုရင်လည်းရတယ်ပေါ့နော်ကျွန်တော်ရှိမှာကြတော့ပစ္စည်းအမျိုးသားအများကြီးရှိရပေါ့နော်အဲ့တော့မှာသုံးနေတယ်ဆိုရင်နေ့စဉ်သုံးပစ္စည်းကျမကြီးနဲ့ပတ်သက်တဲ့ပစ္စည်းပြီးတော့ဆိုရင်တကူရီသုံးပစ္စည်းပြီးတော့ဆိုရင်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့မှဒီတွေလည်းမှာသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာလာမှာလို့ရတယ်ပစ္စည်းအမျိုးသားပေါင်း90ကနေပြီးတော့100ပတ်ဝန်းကျင်တွေရှိတယ်ကျွန်တော်ဒီမှာအဲဆိုရင်တော့ကြိုက်သွားပြီနော်အဲဆိုတော့တပွေးစားအောင်မယ်မောဟခဒါဆိုရင်ဝါမှာကြောက်တယ်အစားတွေစားရှင်တယ်ဝါမှာကြောက်တယ်ဘိုက်ဥလန်းเจ้าမှာအစီကြီးကြံနေခဲ့ပြီးတော့မှဘိုက်ပူမှာဆိုတဲ့သူတွေအတွက်ဆိုလို့ရှင်ဒါဆိုဒါလေးတောက်ရမှာပေါ့နော်ဟုတ်ကဲ့ကျေးဇူးရနေမှာတင်ပါတယ်ကျွန်မကမောဟကထက်စားလေးလမ်းပြပေးတဲ့အတွက်ပေါ့နော်ဘာပဲဆက်ပေါ့โอเคကျေးဇူးတင်ပါတယ်ရှင် ပါ